င်္ဂလာပါရှင်ဒီအားကြတော့ခင်းချင်ကာလာဆန်းလေးတွေပေါ့နော်ခရမ်းချင်ကာလာဆန်းလေးတွေပါနော်ကာလာလေးတွေအရမ်းလှတယ်ဆွဲသီးရောဒီလိုတညီရဲပေါ့နော်ဒါဆိုရင်ငုံဥလေးပါလှတယ်နော်ကောင်းဆိုအရှိကျိုးရလည်းရှိရနော်26လောက်ရှိပါတယ်ဒါလေးကကြတော့1နဲ့ပဲယူပါ3,500နဲ့ပဲယူပါနော်ဒါလေး3,500နဲ့ပဲယူပါလဲကက်လုပ်လို့ရှိရင်လက်ပတ်တကွင်းရတယ်နော်ကောင်းဆိုအရှိမင်းကတော့ဒီကျိုးတွေကိုကောင်းဆိုအရှိအဲ့လိုကိတ်ကြီးဝတ်တာပဲကြိုက်တယ်3,500နဲ့ပဲယူပါနော်ဒါကာလာရန်လှတယ်ခင်းချင်ကာလာဆမ်းနောင်ဖြစ်တယ်ပေါ့နော်ခရမ်းချင်ကာလာပဲနဲ့ကာလာဆမ်းနောင်ဖြစ်တယ်ဒါကကြတော့ခရမ်းချင်ငုံဥပေါ့နော်သူကတော့ငုံအလက်ဆိုင်ပေါ့ဟိုအကြီးကတော့အကြီးတယ်ဒီဟာဆွဲသီးလေးကလည်းအစီလေးတွေနဲ့နော်လှတယ်ဖောင်းလေးပဲဒါလေးကကြတော့3သိန်းနဲ့ယူပါဒါလေးက3သိန်းနဲ့ပဲယူပါခရမ်းချင်ကာလာလေးလှတယ်နော်ခရမ်းချင်ကာလာလေးလှတယ်3သိန်းနဲ့ယူပါနောက်ဒါလေးကကြတော့လည်းအဲ့လိုပဲငုံဥဟိုဟာလေးထပ်သေးသွားတော့နော်ငုံဥလေးပေါ့လေငုံဥကိုနည်းနည်းတာရိုက်ချင်တယ်လို့မျိုးလေးဒါပေမဲ့သူဆွဲသီးလေးကလှတယ်နော်ဆွဲသီးလေးကအဆန်းလေးပါဆွဲသီးလည်းကာလာဆန်းလေးပဲနော်ဆွဲသီးကြီးရယ်ဒီကျိုးနဲ့ဒီဆွဲသီးနဲ့ဖြစ်ရမှာဒီအားဆွဲသီးကနည်းနည်းကျိုးတဲ့ဆိုင်သေးနေတယ်လို့ပဲဒီအားကြတော့ဆွဲသီးကလှတယ်ဒါလေးကကြတော့8,500နဲ့ယူပါနော်အဆန်းလေးတွေကာလာဆန်းလေးတွေနော်ကာလာဆန်းလေးတွေပါဒါလည်းငုံဥပဲငုံဥကိုသူကကြတော့ဆွဲသီးရလဲကာလာဆန်းလေးပါဆွဲသီးမှာသူကတာရိုက်ထားတယ်ဆွဲသီးတာရိုက်ထားတယ်သူကကြတော့ဟိုဟာလေးပေါ့ခူးရအဆိုင်အယောင်တွေတဲ့တော့နည်းနည်းလေးဖြော်မယ်ပေါ့နော်ဒါလေးကနည်းနည်းလေးခင်းချင်းဖြော်လေးပေါ့နော်ဒါလေးက9,500နဲ့ပဲယူပါ9,500နဲ့ပဲယူပါဒါကြီးကအကိတ်ကြီးပဲနော်ဒီလိုအကိတ်ကြီးတွေနည်းနည်းရှားသွားပြီဒီတိုင်းဝစ်လဲလှတယ်နော်ဒီတိုင်းဝစ်လဲလှတယ်သူကသူလဲကာလာဆန်းပဲသူကလက်ဖက်စိမ်းနေပါတယ်ဒီအောက်တရကြတော့ဟိုပန်းစီလိုအဲ့လိုမျိုးတွေကာလာတွေပေါ့နော်သူ့ကိုဒီတိုင်းဝစ်လဲလှတယ်ပေါ့နော်သူကဒီတိုင်းဗရက်ပုံစံဝစ်လဲလှတယ်ဒါပေမဲ့ဆွဲသီးတက်ချင်လဲရှာပေးမယ်ပေါ့နော်ရှိရဒီလိုအယောင်ဆွဲသီးတွေရှိတယ်ဒီတိုင်းလေးဝစ်လဲလှတယ်ဒါလေးကဟိုနဲ့ပဲယူ8,500နဲ့ပဲယူဆွဲသီးတက်လိုက်ရင်တော့3သိန်းကျော်ပါမယ်လေအကြောင်းမတက်တာပေါ့နော်ဒီတိုင်းလေးဝစ်လဲလှတယ်သူကြီးကကြီးနေတာပေါ့နော်ဒီအကြီးအရန်ကိတ်ကြီးဆိုဒီတိုင်းဝစ်လဲလှတယ်နော်ဒါလေးက8,500နဲ့ပဲယူပါဒီကလည်းငုံဥကိုတာရိုက်ထားတယ်သူကလည်း bling လေးပဲနော်သူကလည်းလက်ဖက်စိမ်းအဖြူသီးလေးတွေဒါလေးဆိုအဖြူသီးလေးတွေနော်အဖြူသီးလေးတွေနဲ့အဲ့လိုကာလာဆန်းလေးရရောနေတယ်ဒါလေးလည်းဆွဲသီးတက်ချင်ရင်တော့သိန်းကျော်သွားမယ်ဒါလေးလည်းလိုပဲ8,000နဲ့ပဲယူပါနော်ဒါလေးလည်း8,000နဲ့ပဲယူပါကြည့်ရှုနေကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကြည့်ရှုနေကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ပါတယ်နော်ဒါလေးရှိပါတယ်နော်